အေယာဝတီတိုင်းမြဝကျွန်းပေါ်မြေပြန့်ကင်လူမျိုးတို့ရဲ့ထူးဆန်းလာတဲ့ကဲရိုးရာဓလေ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာကျွန်တော်တန်းလေးတင်ဆက်ပေးမှာကတော့ကျွန်တော်တို့ရဲ့မြဝကျွန်းပေါ်ကင်လူမျိုးအချို့ရဲ့ပြစ်ပယ်လို့လုံးဝကိုမရတဲ့ကဲရိုးရာနတ်စားချင်းခေါ်တဲ့ကဲရိုးရာဓလေ့လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကင်လူမျိုးများရဲ့ရိုးရဓလေ့ထဲကမှနတ်သားချင်းဆိုတဲ့အလွန်အင်မတန်ကိုမှစွန့်ပြေးလို့မရတဲ့ရိုးရဓလေ့တွေနဲ့ပြည့်နှက်လို့နေပါတယ်ကင်ရိုးရနတ်သားချင်းဘောဟာရကတော့မိဘဘိုးဘွားတွေကိုကြော့ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကင်းရိုးရနတ်သားချင်းမှာအဓိကသုံးတာကတော့ထို့ခေါ်ဝက်ပဲဖြစ်ပါတယ်အဓိကလိုအပ်တာကတော့ဝက်ရဲ့ဦးခေါင်းတော်တွေရဲ့ခြေလက်တွေရဲ့ကလီသားတွေကိုကျွန်တော်တို့တွေကင်းရိုးရနတ်သားချင်းမှာအသုံးပြုတာပဲဖြစ်ပါတယ်ခင်ဗျာကင်းရိုးရနတ်သားချင်းဓလေ့ကတော့နေရာဒေသအလိုက်မတူညီတဲ့ကွဲပြားခြားနားတဲ့ဓလေ့အသီးသီးလည်းရှိကြပါတယ်မိဘဘိုးဘွားများမစုံလင်ကြတဲ့သူတွေအတွက်ကတော့ဖူးစိန်ကြောက်ခေါ်တဲ့တင်းငုတ်တို့နှစ်ကိုပို့ကြရတဲ့ဓလေ့အစဉ်လာလေးတွေလည်းရှိပါတယ်ခင်ဗျာဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အေယာဝတီမြစ်ဝကျွန်းပေါ်ကင်းလူမျိုးတို့ရဲ့ထူးခြားလာတဲ့ရိုးရဓလေ့တွေနဲ့ဖြောက်ပယ်လို့မရတဲ့ဓလေ့အစဉ်လာနဲ့ပြည့်နေနေတဲ့ကျွန်တော်တို့လူမျိုးရဲ့ရိုးရဓလေ့သမိုင်းကြောင်းအစဉ်လာအချို့ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ content creator blogger တမ်လေးပဲဖြစ်ပါတယ်